ခါတလေကြာရင်ကိုကဆေးစပါးဖြစ်တဲ့မကောင်းတဲ့ဟာတွေလည်းရောင်းရတယ်လို့ဒီမှာပြောတာဖြစ်ပါတယ်ဆိုတော့မကောင်းတဲ့ဟာကိုဘယ်လိုပြောမလဲဆိုတော့ဥပမာထားပါတော့ကျွန်တော်တို့ပစ္စည်းက quality မကောင်းဈေးလည်းမကောင်းဒါပေမဲ့အမှန်ကိုအမှန်တိုင်းပြောရအောင်လို့လိုပါတယ်နောက်တစ်ခုကတော့ customer ကိုဘယ်တော့မှမလိမ်မာနဲ့တစ်ခါပဲရတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ experience မျိုးshare လုပ်ပြရစီအိမ်မှာထုံးစံအတိုင်းပဲတကြံရုံးပိတ်တဲ့အခါကျတော့ကျွန်တော်တို့ကလည်းတမျက်စိလှည့်ရမှာပြင်းတဲ့အတွက်ကြောင့်ကျွန်တော်ကအဲ့တမျက်စိလှည့်တဲ့ဆက်ကလေးတစ်ခုမှားတယ် online ကနေပြီးတော့3000ခွဲလားမသိဘူးဆိုတော့ကျွန်တော်တကြံမကြခင်ကလေးကကျွန်တော် plan လုပ်ထားတယ်တကြံတော့ငါဒီဆက်ကလေးနဲ့ဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့သူ့ကိုမေးတဲ့အခါကျတော့သမီးဘယ်တော့ရောက်မလဲဆိုတော့ဥတဲ့တကြံတွင်းလာပေးမယ်တဲ့ရှိလားရှိတယ်တကြံတွင်းလာပေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လာယူပေးရမလားမဟုတ်ဘူးသမီးတို့လာပေးမယ်ဆိုတော့အခုတကြံတွင်းမှာမေးတဲ့အခါကျတော့21ရက်နေ့မှာရောက်မယ်ဆိုတော့ခုနကပြောသလိုပေါ့ salesman မှာအမြဲတမ်းကောင်းတာပဲရောင်းစီမကောင်းတာပဲရောင်းစီဘယ်တော့အခါမှover promise မပေးပါနဲ့เนาะover promise မပေးပါနဲ့over deliver လုပ်ပေးပါဆိုတော့အဓိကပြောတာကျွန်တော်တို့မလုပ်နိုင်တဲ့အလုပ်တစ်ခုကိုမကောင်းတဲ့ဟာတစ်ခုကောင်းတယ်လို့အတင်းပြောမရောက်ပါနဲ့အမှန်အတိုင်းခုနကပြောသလိုပဲနားထောင်လို့ကောင်းတဲ့ဟာနဲ့အရှိတိုင်းရောင်းလို့ရှိရင်ဒီ product ကရောင်းအောင်မှာဖြစ်ပါတယ်